အဲ့ဒီနေ့ညကဖြူဖြူကဒကမာကြီးရဲ့ဘေးမှာအိတ်တာဖြစ်တယ်။အဲ့တော့ကိုကနေရာယူရဲကဓမ္မကမာကြီးရဲ့ဘေးမှာနေထားတာဖြစ်တဲ့အတွက်အဲ့ဒီဒကမာကြီးကအတိုးနဲ့ကဂလန်ရောအပေါ်ကဂလန်ရောအောက်ကဂလန်ရောချတာအဆင်မပြေဘူး။တကားကမမိဘူးပေါ့နော်ဟာတတာဖြစ်နေတယ်။အဲ့တော့ညဘက်2 နာရီကြီးမှာကြီးကြီးလင်းလင်းနန်းနန်းဆန်းဆန်းကြီးမနိုးခင်ဖြူဖြူဘာဖြစ်လဲဆိုတော့အိမ်မက်မက်တလို့မျိုးဖြစ်တယ်။အဲ့တော့ခါရင်းဆိုလို့ရှိရင်အိတ်တာတစ်ခန်းလုံးဘသူမှမနိုးကြဘူး။အဲ့တော့အိမ်မက်ထဲမှာပေါ့နော်အရန်ဆူညံပြီးတော့တကားကိုဂုံဒုံဒုံနဲ့ဒီတကားကိုဆွဲလှုပ်နေတဲ့တကားကိုဆွဲလှုပ်နေတဲ့အတန်မျိုးပေါ့နော်ဂုံဒုံဒုံနဲ့တကားကိုတကုန်းဆွဲပြီးလှုပ်နေတဲ့အတန်မျိုးကိုကြားရတယ်အဲ့တော့ဖြူဖြူကအဲ့ဒီအတန်ကိုကြားပြီးတော့အမှဖြတ်ခနဲဆိုနိုးလာတယ်ပေါ့နော်ဘာဖြစ်လို့အဲ့လောက်တော့ဆူးနေရတော့ဘသူကတကားကိုအဲ့လောက်တော့လှုပ်နေရတော့ဆိုပြီးတော့နိုးလာတယ်အဲ့လိုနိုးလာတဲ့အချိန်မှာဖြူဖြူနိုးလာတဲ့အချိန်ဒီနိုင်ယူလှမ်းကြည့်လိုက်တော့2 နာရီကွတ်တိပေါ့နော်ပြောရလို့ရှင်တကောင်တလွဲကိုအချိန်မတော်အာယုံဦးလည်းမဟုတ်သေးဘူးအဲ့ဒီအချိန်ကြီးကိုလိုကန့်လိုက်ကြီးနိုးလာတဲ့အချိန်ကျတော့ဘာဖြစ်တာလဲဖြူဖြူအဲ့လိုနိုးလာတဲ့အချိန်မှာအဲ့ဒီတကားဂုံနဲ့တတုံးလှုပ်နေရနေအတန်ကကိုလည်းကြီးလင်းကြီးနိုးလာရောတကားလှုပ်တာရက်သွားပြီးတော့အဲ့ဒီတော့ဖြူဖြူတို့ရဲ့တကားနေရာနေဟိုဘက်အခန်းမှာတကား2 ထပ်တော့ခတ်ထားတဲ့အခန်းတစ်ခန်းရှိရပေါ့နော်တော့ခလောက်2 ခုနဲ့လုံးဝလုံမနေတဲ့အခန်းတစ်ခန်းခတ်ထားတာရှိတယ်အဲ့တော့အဲ့ဒီဘက်ကိုရေချိုးခန်းဖက်ကျမကြီးဖက်ပေါ့နော်အဲ့လိုဖက်ကလေးကိုစီးပြီးတော့ကျွီနဲ့ဒီရေချိုးခန်းဖက်ကစီးလို့ရှိရင်ကျွီမိတာတော့တစ်ဖြက်မိတာတော့ဖြစ်တယ်လေအဲ့တော့အဲ့ဒီဖက်ကိုစီးပြီးတော့ကျွီနဲ့ဖြတ်သွားတဲ့ရှောက်သွားတာပေါ့နော်အဲ့ဒီအခန်းတကားဘက်ကိုရှောက်သွားပြီးဘာလုပ်လဲဆိုတော့အဲ့ဒီအခန်းကဖြူဖြူတို့ရဲ့ဘေးမှာရှိတဲ့အခန်းကတော့ခလောက်2 ခုခတ်ထားတာနော်မင်းတို့အကြီးကြီးတစ်ခုနဲ့မင်းတို့အသေးလေးတစ်ခုနဲ့တော့ခလောက်2 ခုခတ်ထားတာအဲ့ဒီ2 ခုခတ်ထားတာသူဘာလုပ်လဲဆိုတော့တွဲပေါ့နော်တွဲနဲ့တချွန်းနဲ့တကားရဲ့တော့ဖွင့်တဲ့အတန်မျိုးကျွနဲ့ဖွင့်လာပြီးတော့အဲ့ဒီရဲ့မင်းတုံးကကြက်နေတော့အဲ့ဒီမင်းတုံးကိုကျွီနဲ့ဆွဲတယ်ကျွီ